ခုခုလက်ဟာနေတယ်လို့ခံစားနေရလားကိုဟာကိုမဟုတ်တော့တယ်လို့ဖြစ်ပြီးအပြေရှာမရတာမျိုးလေစပင်တွေအရင်ထပ်ပိုကျွတ်လာပြီးအသားရည်လဲမွဲချောက်လာတာသတိထားမိတယ်တာဝန်ဝင်တရားတွေဖြစ်တဲ့အလုံးမိသားစုနဲ့ကိစ္စအဝဝအတွက်အတက်နိုင်ဆုံးလုပ်နေပေမဲ့လည်းဘလောက်စူးစမ်းမလုံလောက်နေဘူးပင်ပန်းမှုတွေမေ့လျော့တတ်တာတွေစိတ်ခံစားမှုအတက်အကျတွေကြောင့်အနှောက်အယှက်ဖြစ်ရတယ်စပင်ကျွတ်တာနဲ့အသားရည်ဖြော့တော့လာတာကလည်းစိတ်မသက်သာစရာပဲပေါ့မိသားစုကျမ်းမာရေးကကိုတာဝမ်းလို့တွေးပြီးအမြဲဖြည့်ဆည်းပေးခဲ့ပေမဲ့ခုကျမ်းမာရေးကိုဂရုစိုက်ဖို့တော့လက်ဟာသွားခဲ့တယ်ဒီလက်ဟာမှုလေးကကိုဘေးကလူတွေအပေါ်တက်ရောက်မှုရှိတာလဲသတိမထားမိခဲ့ဘူးအမျိုးသမီး3ယောက်မှာတယောက်ဟာသွေးရနှယောဂခံစားနေရတဲ့ကြောင့်ကို့မှလည်းသွေးရနှယောဂရှိမရှိစစ်ဆေးသင့်ပါတယ်တန်တတ်ဟာစိတ်နဲ့ခန္ဓာကျန်းမာရေးအတွက်သက်ဆောင်တတ်တစ်ခုအနေနဲ့အရေးပါတဲ့အရာဖြစ်ပါတယ်တန်ဆွမ်းတဲ့စပင်နဲ့တောက်ပတဲ့အသားရည်ရဖို့ကိုလည်းအားဖြစ်ပြီးသလိုခံစားနေရသမျှတက်တာစီဖို့လက်ဟာနေတဲ့အရာဟာလည်းတန်တတ်ပါပဲဒီလက်ဟာမှုလေးကိုဖြည့်ဆည်းပေးဖို့ Ferrovic ရှိနေပါပြီ Ferrovic ကနေ့စဉ်လိုအပ်တဲ့တန်တတ်ပမာဏကိုပြန်လည်ဖြည့်တင်းပေးပြီးကျန်းမာလန်းဆမှုကိုပြန်ခံစားနိုင်မှုကူညီပေးနိုင်ပါတယ်Ferrovic ကိုပုံမှန်တောက်ပြီးတန်တက်ဖြစ်တင်းခြင်းကနေ့စဉ်လိုအပ်တဲ့တန်တက်ကိုရစေလို့တင့်ကိုစိတ်ရောကိုယ်ပါကျန်းမာစေပါလိမ့်မယ်။ကဲအခုဆိုရင်လက်ဟာနေတဲ့အရာကိုသိပြီဆိုတော့ဒီလက်ဟာမှုလေးကိုပြန်ဖြည့်ဖို့အချိန်ကျပြီပေါ့။ Ferrovic နဲ့ဆိုရင်တောက်ပမှုကိုပြန်လည်ရရှိနိုင်ပါပြီ။ခွန်အားကိုပြန်လည်ရှာဖွေပါ။လင်းလုံဝင်းပမှုကိုပြန်လည်ရှာဖွေပါ။တင့်ကိုယ်တင်ပြန်လည်ရှာဖွေလိုက်ပါ။